အရက်နဲ့စွမ်းအားဖြည့်အချိုရည်တွေရောမတောက်ပါနဲ့အရက်နဲ့စွမ်းအားဖြည့်အချိုရည်တွေရောမတောက်ပါနဲ့လို့ပြောရတာဒီချက်တွေကြောင့်ပါအရက်ကိုစွမ်းအားဖြည့်အချိုရည်နဲ့ရောတောက်တာကအရသာကောင်းပြီးအဝင်ကောင်းပြီမဲ့ကဖင်းအလွန်ကျွံပါဝင်နေတာကအက်ကိုဟောအစိတ်သင်းမှုကိုပြင်းပြင်းထန်ထန်ခံစားရစေနိုင်ပါတယ်အက်ကိုဟောကဗဟိုအာယုံကြောစနစ်ကိုထိခိုက်စေနိုင်ပြီးအုံနောက်နဲ့လှုပ်ဆောင်မှုကိုနေကွေးစေနိုင်တယ်လို့လှုပ်ရှားနိုင်မှုစွမ်းရည်ကိုထိခိုက်စေနိုင်ပါတယ်။တက်ကြလွန်တော်မျိုးဖြစ်စေပြီးနည်းနည်းလေးပဲတောင်းမရင်တောင်းအရန်တက်ကြနေစေပါတယ်။ဒါဟာကောင်းတယ်လို့ထင်စရာရှိပေမဲ့ရေရှည်မှာခန္ဓာကိုယ်မှာအာအင်ကုန်ခန်းစေနိုင်ပါတယ်။ကဖင်းအလွန်ကျွံတောက်သုံးမိတာကြောင့်စိတ်ရောကိုယ်ပါထိခိုက်စေနိုင်ပြီးနှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။စွမ်းအားဖြည့်အချိုရည်တွေမှာကယ်လိုရီတွေအလွန်ကျွံပါဝင်နေသောကြောင့်ခန္ဓာကိုယ်မှာကျန်းမာရေးနဲ့မညီညွတ်တဲ့အဆီတွေတက်စေပြီးအဝါလွန်တာမျိုးဖြစ်စေနိုင်ပါတယ်။ကဖင်းကြောင့်စိတ်ပိုင်းဆိုင်ရာမှာတက်ကြွလွန်ပြီးဆုံးဖြတ်ချက်အမှားတွေချမိနိုင်ပါတယ်။ကဖင်းနဲ့အယ်ကိုဟောရဲ့တက်ရောက်မှုတွေကြောင့်အိပ်စက်မှုကိုအနှောက်အယှက်ဖြစ်စေပြီးအိမ်မပြောတာမျိုးဖြစ်စေနိုင်ပါတယ်။အရက်နဲ့စွမ်းအားဖြည့်အချိုရည်တွေရောတောင်းမိတဲ့အခါမှာစိတ်ရောကိုယ်ပါအနာမရတာနှလုံးခုန်မြန်တာမအိမသာဖြစ်တာစိတ်ပူပန်တာနှလုံးခုန်မမှန်တာအဖျားတက်တာရင်မအောင်တာအကြောလိုက်တာအာယုန်တွေထင်အောင်ထင်မှားဖြစ်စေတာအော့အန်နာအသက်ရှူရခက်တာတွေကိုခံစားရစေနိုင်ပါတယ်ခန္ဓာကိုယ်မှာကဖင်းတဲ့လွန်ကဲရင်ကိုထိခိုက်မှုကပြင်းထန်တာကြောင့်အယ်ကိုဟောနဲ့ပါပေါင်းဆက်လိုက်မယ်ဆိုရင်ထိခိုက်မှုကပိုပြင်းထန်နိုင်တာကြောင့်သတိထားဖို့လိုပါတယ်အယ်ကိုဟောကိုစွမ်းအဖြစ်အချိုရည်တွေမဟုတ်ဘဲကဖင်းပါတဲ့အချိုရည်တွေနဲ့ရောမတောက်သင့်ပါဘူးကြီးရှုနားဆင်ပေးကြတော့ချစ်မိတ်ဆွေပေါင်းတို့အားကျေးဇူးအထူးတင်ရှိပါတယ်ရှင်